ပွာလာပြီမနက်စာနေနဲ့ပထမဆုံးအနီးကြီးပေါ့နော်ရှိတဲ့ဆိုင်ကကျွန်တော်အရင်ကောက် vlog မှာပါဦးတယ်ပေါ့နော်ဂျော်ရှိနိုယာဆိုတဲ့ဆိုင်ပေါ့နော်ကွာကူမလာအစပဲရှိပါသေးတယ်ဆိုမှ30%လည်းပြောင်းမှမကျန်တော့ဘူးလို့လောက်အောင်လေကွာဟာဟိုပတ်စံချာโอ้ထောင်တော့ကြံ့နေငါတော့ပွာလာပြီထောင်တော့ကြနေရဲ့ဘယ်သူများကြခဲ့ရလဲမွန်နမင်းကျေးဇူးများကြီးတင်ပါတယ်လို့ကျွန်တော်ပတ်စံနေထားပြီတော့နော်ဒီပတ်စံတစ်ထောင်ကျွန်တော်ဒီနေ့အကျိုးရှိသုံးချပါမယ်လို့အားလုံးပဲမင်္ဂလာပါ My Japan Diary page ကနေပြန်ပြီးကြိုဆိုလိုက်ပါတယ်ပေါ့နော်ကျွန်တော်ရဲ့နာမည်ကတော့ Aki ပဲဖြစ်ပါတယ်ဒီနေ့မှာဆိုလို့ရှိရင်တော့ကျွန်တော်ကဂျပန်ယန်1000နဲ့တနေ့တာဘာတွေစားလို့ရမှာလဲပေါ့နော်ကျွန်တော်ပဲအားရမလုံလောက်ဖြစ်မလားဒါမှမဟုတ်ဒီ1000နဲ့ပဲလောက်သွားမလားဆိုတာကိုကျွန်တော်စမ်းကြည့်မှာပေါ့နော်တခါမှတော့ဒါမျိုးမလုပ်ဘူးပေါ့နော်ဒါပထမဆုံးချိန်ကျွန်တော်ဒီယန်1000နဲ့ဂျပန်မှာဘာတွေဝယ်လို့ရမလဲဘာစားလို့ရမလဲဆိုတာကိုကျွန်တော်ဒီနေ့ challenge ခေါ်ကြည့်မှာဖြစ်ပါတယ်ကိုယ့်ဘက်ကိုချက်စားတာကတော့အတန်ဆုံးပေါ့နော်ဒါပေမဲ့ကျွန်တော်ဒီနေ့ကတော့ဟင်းချက်ချင်ဦးများပြင်းနေအဲ့တော့ convenience ကိုသွားမယ်မနက်စာအနေနဲ့ပထမဆုံးအနီးကြီးပေါ့နော်အဲ့ထဲမှာရှောင်းသိတဲ့ဟာဘာလဲဆိုလို့ရှိရင်တော့ဒီဂျီတိုဟာမိုက်ကီလို့ခေါ်တဲ့လိုလျောက်ဇယောင်းဆက်တွေပေါ့နော်အဲ့မှာရောင်းတဲ့အေးတွေကဆိုလို့ရှိရင်ပုံမှန် convenience store တွေမှာရောင်းတဲ့အချို့ရတဲ့ဆိုင်ဈေးနဲ့ပိုကြီးတယ်အဲ့ဒါကြောင့်မလို့အဲ့လိုလျောက်ဇယောင်းဆက်တွေကတော့တက်နိုင်ဆုံးကတော့ဝယ်မတော့တာအကောင်းဆုံးပေါ့နော်ဘာလို့ဆိုတာဈေးလေးနဲ့ပိုကြီးရပေါ့နော်အဲ့ကြောင့်ကျွန်တော်ကပုံမှန်အဖြစ်အချို့တွေတောက်မယ်ဆိုလို့ရှိရင်တော့စူပါမားကတ်ကနေပိုတောက်တာများတယ်ပေါ့နော်အမှဆိုရင်တော့ပို့ပြီးတော့ဈေးလေးနဲ့ပိုတက်နေလို့ခံစားရတယ်ပေါ့ဗျာတကယ်တော့အချိုလေးတောက်တာမကောင်းဘူးပေါ့နော်ကျမကြီးတော့ကကျမကြီးရှိတော့နေကြည့်မယ်ဆိုလို့ရှိရင်တရားပေါင်မှုများတာတို့ပါတော့ပေါ့နော်ရင်တုံတာတို့ဘာလို့ဖြစ်တယ်ပေါ့ဗျာအမျိုးမျိုးပေါ့ကျွန်တော်ကတော့များသောအားဖြင့်ဆိုလို့ရှိရင် black coffee ပဲတောက်ပြတယ်ပေါ့နော် coffee တောင်မှတရားမပါတော့ကျွန်တော်ရွေးပြီးတောက်တဲ့ကြောင့်လို့ black ပဲတောက်တယ်ပေါ့နော်အခုကျွန်တော်မှာရန်1000ရှိတယ်အဲ့1000နဲ့ဘာတွေစားလို့ရမလဲဆိုတော့အရင်ဦးဆုံးကျွန်တော် convenience အောင်သွားပြီပေါ့နော်အိုနီဂီရီဆိုလို့ရှိရင်တစ်ခုကိုအခုဆိုရန်200ကျော်လောက်တော့ရှိရဗျအဲ့ဒါလေးမှာကျွန်တော်နည်းနည်းကြီးရများသေးတယ်အကုန်လုံးစားတာမဟုတ်ဆိုတော့အဲ့တော့ကဲအရင်ဆုံးနားမှာရှိတယ်နီးနားမှာရှိတယ်ကျွန်တော် 7-Eleven အောင်သွားမယ်ဒီကောင်ကဘိုက်တော့မပြည့်ဘူးဈေးကတော့အိုနီဂီရီနေပါရှိရဆိုတော့အိုနီဂီရီပဲသွားပြီးတော့ဝယ်မယ်大丈夫ですお支払い方法を選べお釣りとレシートをお受け取りくださいお取り忘れにご注意くださいဒီနှစ်ခုဝယ်တာပေါ့နော်ရန်400ကျော်လောက်တော့ကျသွားတယ်အခုကျွန်တော်စီမှာ600လောက်ပဲကျန်တော့တယ်ပေါ့နော်လောဆယ်ဒီနှစ်ခုဆိုလို့ရှိရင်တော့မနက်ကနေပြီးတော့လုံးဝ2နာရီ3နာရီလောက်ထိဆိုရင်တော့ဒါအစာခံတယ်ပေါ့နော်အဲ့ဒီနောက်ပိုင်းထပ်စားလို့ရှိရင်စားဖို့အတွက်ပါကျွန်တော်ကြိုပြီးတော့ဝယ်မှာပေါ့နော်အခုဘယ်နေရာကိုသွားမလဲဆိုလို့ရှိရင်တော့ဂိုးမစူပါကိုသွားမှာပေါ့နော်ဂိုးမစူပါဆိုလို့ရှိရင်တော်လေးဈေးချို့ရဲပြောလို့ရရပေါ့နော်အသီးရွက်တွေဆိုလို့ရှိရင်လည်းပုံမှန်စူပါမားကတ်တွေဆက်လို့ရှိရင်လည်းဈေးပိုတက်တာတယ်ပေါ့နော်အဲ့ကိုကျွန်တော်သွားမယ်ဒါလေးတန်လဲသွားကြည့်ပြီးနေຫນွေဦးလေးကိုရောက်လာနေပြီဆိုရင်ပဲပေါ့နော်အပူချိန်ကနှစ်စဉ်တက်လာတာပဲဒီလားကဘာမြေကြီးကပူနွေးလာတဲ့အတွက်ကြောင့်မို့လို့နှစ်တိုင်းပေါ့နော်ပို့ပြီးပူလာဖို့ပဲရှိမယ်ဗျာမနှစ်ကတည်းကဒီနေ့ကပို့ပူရယ်ဆိုတော့ပုံစံမျိုးပဲအခုဆိုလို့ရှိရင်ຫນွေဦးကလာပဲရှိသေးတယ်ပေါ့နော်ပူနေပြီပေါ့နော်ຫນွေရာသီဆိုလို့ရှိရင်တော့လုံးဝမတွေးရစရာပဲတခြားရေဝါအောင်တောက်ကြပါလို့ပေါ့နော်အဲ့လေကျွန်တော်ပြောချင်ပါတယ်ရေဆွင်တော့မှရေခဲမဟုတ်ပဲနဲ့ပေါ့နော်ရိုးရေကိုတောက်စေချင်တာပေါ့နော်ကျွန်တော်ကရေခဲကြီးတောက်တာကလည်းခနာကိုယ်တက်မကောင်းဘူးပေါ့နော်အရှိမဆိုရင်ဂိုးမစူပါရှိတယ်အခုကျွန်တော်ဘေးမှာရှိတဲ့ဆိုင်ကကျွန်တော်အရင်ကောက် vlog မှာပါဦးတယ်ပေါ့နော်ဂျော်ရှိနိုယာဆိုတဲ့ဆိုင်ပေါ့နော်ဆိုင်နဲ့လေကျွန်တော်နေတဲ့ဆောင်လေးကနီးရပေါ့နော်အဲ့ကျွန်တော်ဒီမှာခဏလာစားပြပါတယ်အရင်စားကောင်းပါတယ်လုံးဝကျူးတော့ပေါ့နော်နောက်လည်းစားပြအောင်ပါမနေ့ကလည်းကျွန်တော်စားလိုက်ပါသေးတယ်ကဲရှေ့မှာဆိုရင်တော့ကျွန်တော်ဂိုးမှုစူပါကိုရောက်ပြီပေါ့နော်နောက်မှာအခုကြံတဲ့ပတ်စံက limit ကရန်600ပဲကျန်တော့တယ်ဒီဘက်မှာဟင်းဒီဟင်းရတွေရှိရယ်ငပြောသီးရှိမယ်ငပြောသီးဆိုလို့ရှိရင်139ရန်ဒီကောင်းကိုနေလေစားအဖြစ်စားမယ်ဆိုလို့ရှိရင်တော့အမြင်တက်များတဲ့အတွက်ကြောင့်မလို့ပေါ့နော်စားလို့သိနေ214ရန်ကျွန်တော်မှကျန်တဲ့ဘတ်ဂျက်က600စိုးတော့မစိုးဘူးလို့ပြောပြရတယ်။နော်ငပြောသီးဝယ်လိုက်ပြီ။ငပြောသီးတစ်批ဝယ်လိုက်မယ်။အဲဆိုကျွန်တော်မှနောက်တစ်ဘတ်ဂျက်ဝင်က400ဝန်းကျင်ပဲကျန်တော့မယ်။ကဲစက်သားရမ်းမှာဆိုလို့ရှိရင်ဒီမှာဆဆမိဘူး။စက်တောင်မှန်ခွေအောက်ကအသားပေါ့။ဒီကောင်ဆိုရင်200နဲ့100ပဲရှိတယ်။ဟဲ့
အဲ့ဆိုရင်ကျွန်တော်မှနောက်တဲ့ကြံတဲ့ပတ်စံကရန်200လောက်ပေါ့နော်ကဲကျွန်တော်အခုဈေးဝယ်လို့ပြီးပြီပေါ့နော်ကျွန်တော်ကိုမနေ့မင်းရပေးထားတဲ့ရန်1000နဲ့ကျွန်တော်ဒီနေ့တာအတွက်ဒါလေးကျွန်တော်ဝယ်လိုက်နိုင်တယ်ပေါ့နော်ဒီမှာဘာပါလဲဆိုရင်မနက်စာအတွက်ကကျွန်တော်အိုနီဂီပါတယ်အိုနီဂီစားလို့ရှိရင်ဥချာလေးနဲ့မှကောင်းတာဆိုတော့လေအဲကျွန်တော်ဥချာလေးတစ်ခုဝယ်တယ်ပြီးတော့နေတဲ့စာအတွက်ကကျွန်တော်ကြက်သားပေါ့နော်ကြက်သားပါမယ်ငှက်ပြောသီးလည်းပါတယ်ပေါ့နော်ပြီးလို့ရှိရင်ကျွန်တော်ဒီ9တက်တာစီတပူတစ်ခုဝယ်လိုက်တယ်ပေါ့နော်အမှန်လေးပြောလို့ရှိရင်ကျွန်တော်1000ဆိုပေမဲ့30နဲ့3ရန်ကကျွန်တော်မလောက်လိုက်ဘူးပေါ့နော်မလောက်တဲ့ကြောင့်မလို့ကျွန်တော်ပတ်ဆိုင်ထည့်နေပြီးတော့ရန်33ရန်တော့ကျွန်တော်ထုတ်ပြီးတော့ငွေရှင်းလိုက်တယ်ပေါ့နော်ရှင်းပြောလို့ရှိရင်1000လေးကတော့ကွက်တီရတော့မလောက်လိုက်ဘူးပေါ့နော်နည်းနည်းလေးတော့ဆောင်းထွက်လေးတော့ပို့သွားတယ်ညာရေးပဲကျွန်တော်ရန်1000နဲ့ဒီဟာတွေရလိုက်တယ်ပေါ့နော်အဲ့ဒါကျွန်တော်မနှက်စာကိုဒီအနီးနားမှာရှိတဲ့ပန်းချံတစ်ခုကိုကျွန်တော်သွားပြီးတော့စားမယ်ပေါ့နော်အိုနီဂီတီ2ခုနဲ့ဥချတစ်ခုပေါ့ကဲအခုဆိုရင်တော့ကျွန်တော်ပန်းချံရောက်ပြီပေါ့နော်နောက်အခုဘယ်ရောက်နေလဲဆိုလို့ရှိရင်တော့ဆာကူရာပင်ကြီးအောက်မှာပေါ့နော်ဒီမှာပါကျွန်တော်စနာမာယောပေါ့နော်ကျွန်တော်အမြဲတမ်းစားရင်စနာမာယောပဲစားတယ်ဒါပေမဲ့ family mat မှာဆိုလို့ရှိရင်ရှင်း chicken ရှိရပါနော်တော့ဆာကူရာပန်းလေးတွေကိုကြည့်ပြီးတော့အိုချာလေးတောက်ရတဲ့ feeling ကဘာမှမလဲနိုင်ညဆိုတော့ဗောနော်ဆာကူရာပင်လေးတွေလုံးဝဝေးဆဆလေးနဲ့ကိုပွင့်နေရပါတော့ဒီဘက်ချမ်းဒီမှာလဲဆာကူရာပင်လေးရှိရယ်အခုဒီဘက်မှာလည်းရှိရပါတော့ကျွန်တော်ဆွမ်းနာကအိုနီဂီစားတာဟိုးဘက်ချမ်းပါနော်အဲ့ဘက်ချမ်းမှာစားတာပေါ့အမှန်တကယ်ကျွန်တော်ဒီနားခုံလေးမှာတော့ထိုင်ပြီးစားချင်တာပေါ့နော်ဒီမှာကလေးတွေအုတ်ထုတ်တွေထားတာမြင်တယ်မှာအုတ်ထုတ်တွေထားတာသူတို့နေရာကိုပိုင်သိမ်းထားတယ်ပြီးတော့ပန်းညက်ထဲမှာကစားနေကြတယ်ပေါ့နော်ကျွန်တော်ငယ်ဘွားတော့သွားတတိရတယ်ကျွန်တော်ငယ်တော့လည်းတအားဆော့တယ်โอ้มาซากุระမင်းကြီးကဒီပင်ဆွဲတော်တော်လှရပါတော့လေတအားတိုက်တော့ပတ်ဖက်လေးတွေကျွေးနေတော့လွန်ခဲ့တဲ့တစ်ပတ်လောက်တော့ပေါ့နော်အဲ့လိုပန်းမင်းတွေအောက်ကိုလည်းသွားနှာလေးတအားချီပြီးတော့ဘလိုကြီးလည်းမသိဘူးမျက်လုံးတွေလည်းယာနှာတွေလည်းတအားချီပေါ့တနေ့ကုန်အဲ့ဒါကျွန်တော်ကခါဖွန်ရှော့ပေါ့နော်ဒီပန်းမုံတန်းမတည့်တဲ့ယောဂဖြစ်တာလားပေါ့နော်အဲ့လိုကျွန်တော်ထင်သွားဘူးတယ်ထင်ပြီးတော့ကြောက်တာပေါ့နော်နောက်ဆိုကျွန်တော်ကြားဘူးတာအဲ့လိုဘွားတစ်လျှောက်လုံးမှာအဲ့လိုမျိုးခါဖွန်ရှော့ဆိုတဲ့ဒီပန်းမုံတန်းမတည့်တဲ့ဥစ္စာမဖြစ်ဘူးတဲ့လူတော်မှအဲ့လိုရုပ်တရက်ကြီးထားဖြစ်တာမျိုးလည်းရှိတယ်ပေါ့နော်ရှိတတ်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ဟာငါများအဲ့ယောဂဖြစ်သွားလားပေါ့နော်မျက်လုံးတွေလည်းယာနှာတွေလည်းချီဆိုတော့ပြီးတော့ခန္ဓာကိုယ်ကလည်းအားမရှိသလိုဖြစ်နေတယ်နောက်တော့မှခါဖွန်ရှော့မဟုတ်ဘဲနဲ့ဒီတိုင်းရိုးရိုးအေးမိတာဖြစ်တော်သေးရပေါ့ခါဖွန်ရှော့မဟုတ်လို့ရင်ဒီဆာကူရာကြီးလည်းငါကြည့်လို့ရမှာမဟုတ်ဘူးဘာသူနေမကောင်းဖြစ်တာပြီးတော့နေလည်းပြန်ကောင်းပါအဲ့ဒါတွေကမရှိတော့နောက်တော့မှတတိထားမိတာအေးမိတို့ကိုခန်းအားစနစ်ကနေနေလို့ဖြစ်တာပါဆိုပြီးတော့နောက်မှအခုပါတယ်ငပြောသီးနဲ့စက်သားကတော့နော်ညနေနေ့လေရောက်လို့ရှိရင်ဟင်းချက်စားမယ်ပြီးလို့ရှိရင်စီတပူးတို့ဘာတော့နော်ကြီးကြက်ပြီးတော့ညစာထမင်းနဲ့တွဲစားလိုက်ပါပေါ့နော်ဒါကျွန်တော်ရဲ့ဒီနေ့ဒါလိုအပ်တဲ့အာဟာရလုံလောက်တယ်ပေါ့နော်ဒါလေးဆိုလို့ရှိရင်အမြင့်တက်တွေလည်းကျွေးရတယ်ပရိုတိန်းတက်တွေလည်းကျွေးရတယ်ပေါ့နော်အရှင်းပြောလို့ရှိရင်ကျွန်တော်ကစုံဥပါဝယ်ပြီးတော့စားချင်တာပေါ့နော်အမေကစုံဆိုလို့ရှိရင်တော့ရန်300နဲ့အတက်ရှိရဆိုတော့တော့ဘတ်ဂျက်နဲ့မကိုက်ဘူးပြသိလားတော့ရှိတဲ့ဘတ်ဂျက်နဲ့မကိုက်ဘူးဖြစ်နေအမှန်တကယ်ကစုံလေးပါပြုတ်စားမယ်ဆိုလို့ရှိရင်ကောင်းတယ်ပေါ့နော်ပို့ပြီးတော့မှငှပြောသီးထက်တောင်မှပို့ပြီးတော့ကောင်းတယ်ပေါ့နော်ကစီတက်တွေအမြင့်တက်တွေကပို့ပြီးတော့ပါတယ်ကစုံမှာလေဒါပေမဲ့လေကျွန်တော်ငှပြောသီးပဲဝယ်လိုက်ပါတယ်ငှပြောသီးကြတော့ရန်200လောက်နဲ့ရတာဆိုတော့ငှပြောသီးပဲကျွန်တော်ရွေးချယ်လိုက်တယ်ပေါ့နော်ကဲနောက်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးကြလို့အားလုံးကျေးဇူးများကြီးတင်ပါတယ်လို့နောက်ဗီဒီယိုမှာပြန်ပြီးတော့ဆုံတွေ့ကြမယ်နော်ဘိုင်ဘိုင်